post ခုထဲမှာပေါ့နော် Roblox ကိုလာပြီးပြောထားတဲ့သူတယောက်ရှိလို့ပါအခုပေါ့နော်အကောင့်အသစ်ပြောင်းလိုက်တာဆိုတော့ပေါ့နော်အကောင့်မသိတဲ့လူတွေလည်းမှာအကောင့်ကြည့်လို့ရပါတယ်အကောင့်အခုတော့ဆိုမှတ်ပြီးပြန်ထင်တယ်အခုဆိုပြောင်းလိုက် game တွေကတော့ပေါ့နော်Roblox game play တင်ပေးပါလားလို့ရှိထားတဲ့သူတယောက်ပေါ့နော်အဲ့ဒါလေးဒီမှာပေါ့နော်အခုကကျတော့ဘာ game ဖြစ်သူက game နာမည်လေးထားတော့ပေါ့နော် Bro Helper လေးကိုပဲဆိုပြလိုက်မယ်ပေါ့နော်အဲ့ Bro Helper ဆောက်ကောင်းနေပေါ့နော်အဲ့ဒါလေးပဲဆိုပြလိုက်ပါမယ်ဒီဆို game နဲ့ဝင်ပါမယ်စောကြည့်နေလို့လာချင်းစောလို့ရပါရဲ့နော်ဇောက်ထိုးလေးဖြစ်နေတဲ့ကြောင့်မသိချီချာလေးကြည့်ကြပါလို့ပြချင်ပါတယ်နှိပ်လိုက်ပြီပေါ့နော်โอเคခုမှလည်းစဝင်တော့ပါပြီဒီ game လေးပါနော်စောကြည့်နေပြီလားစောလို့ရပါတယ်ပေါ့BROOK ပေါ့ HAVEN ခေပါ RP ဆိုရဟာလေးပါနော်ခဏလေးဆောင်းပါနော်နည်းနည်းလေးကြာသွားတယ်โอเคအခုတော့ဒီမှာပေါ့ဒီနေ့ဝင်တော့ဒါကတော့ skin ပြောင်းတာဖြစ်ပါတယ်တကယ်အစီအပြည့်ပုံစံတော့အလုံးမဟုတ်ပါဘူးပေါ့နော်အခုကတော့ကိုစီမှာကိုအိမ်ဆောက်ရှင်တို့နေရာလေးရှာဖို့အတွက်ဒီ home ဘာလဲတော့မသိဘူးအဲ့ဒါလေးလှည့်ရပါမယ်အိမ်ပေါ်ပြောလေးနဲ့အဲ့မှာလွတ်တဲ့နေရာတွေတွေ့ပြီဆိုတော့နှိပ်လိုက်တယ်ပေါ့နော်ဒီမှာဆိုရင်နေရာကြီးအများကြီးပဲလှည့်တယ်အဲ့မှာကအိမ်နံပါတ်7ကလေးကိုယူလိုက်ပါမယ်အိမ်နံပါတ်7လေးပေါ့နော်ဒီမှာပေါ့အဲ့ဒါလေးယူလိုက်ပါတယ်ပြီးဒီမှာပေါ့နော်ကိုဆောက်ရှင်ရဲ့အိမ်လူစံလေးတွေရေးစားလို့ရပါတယ်အိမ်ကြီးရန်ချဖို့ကောင်းတယ်ပေါ့နော်ဒါပေမဲ့ကိုကဒီအနည်းဆောင်ကောင်းဒါပေမဲ့ဒီရင်ရတဲ့ကောင်းတဲ့ပုံစံတူတော့ပေါ့နော်ဒီလေးပဲယူလိုက်တယ်ပေါ့နော်နောက်ပြီးလက်မဆိုရင်းနှိပ်လိုက်ပါတယ်ဒီလိုစလေးလှရလားလို့ခုနလေးပဲအမကောမန့်မှာလာမှန်ထားလို့ဒီ game လေးဆက်ပြပေးလိုက်ရဖြစ်ပါတယ်like and subscribe လေးလို့ခွင့်ပြုပါနဲ့မဆောက်လေးလည်းပြန်မထားပါတယ် post ခုကမှဝင်ကြည့်လိုက်ပါနော်မဆိုတော့ခက်လို့ရတယ်ပေါ့နော်โอเคဒီမှာဆိုရင်အိမ်နောက်တစ်ချက်ပဲကြည့်ပြန်ပေါ့နော်ဟိုမှာဆိုရင်ကြတော့ပေါ့နော်ငှက်ပြောပြီးအဲ့ငါ့ရပါဖြစ်တာဟာငါ့ရသွားပြီပါဖြစ်တာတော့ဘာဖြစ်တာလဲမသိဘူးဆက်ရပါသွားတာဟာငါမဆက်နေဘယ်လိုခိုးသွားတာတော့သွားပါပြီကွာငါ့လာပြီဘယ်လိုပတ်စံခိုးသွားတာတော့လို့သွားပါပြီကွာငါ့လာပြီဘယ်လိုပတ်စံခိုးသွားတာ CCTV ချက်ကြည့်လိုက်အခုရှိသေးလားဒီခရီးတော့တက်လောက်ပြီပါအခုလည်းဆိုရင်တော့သူဘယ်လိုလာခိုးသွားတာတော့ဟဲ့ဒီတယောက်တွေ့ပြီငါဟိုကတယောက်ပဲဖြစ်လာမယ်ဟိုမှာငါတွေ့လိုက်တယ်ဟိုမှာဟိုတယောက်ဖြစ်မယ်ကြည့်ရငါပြဿနာခိုးသွားတယ်ငါ့မီးလောင်တော့မှခဏနေဒီအိမ်မှာနေတော့ဖြစ်တော့တယောက်တော့လေသွားပါပြီကိုငါအိမ်ကဒီဖြတ်ပြီးတော့ဒီအိမ်လေးပြန်ဖြတ်လို့ရရင်ကောင်းဖြတ်ကြည့်မယ်နော်โอเคဒီအိမ်လေးပြန်ဖြတ်ကြည့်မယ်ဟိုင်ငါ့ကိုချီနေလှစမ်းဟာဒီမဲအောင်မသိနားလည်းလက်မလေးပြန်နှိပ်လိုက်တော့အိုဒီမှာအိမ်နဲ့ပြန်ဆောက်လို့ရလားမသိဘူးပေါ့နော်ဆောက်ကြည့်မယ်ငါ့အိမ်ဒီခါတော့လာလို့ရရိတ်ကြည့်ပါဒီအိမ်လေးဆောက်ဟာဆောက်လို့မရတော့သွားပြီညီမတွေကပြောပါလေခဏဒီ comment တွေချုပ်ကြည့်မယ်ပေါ့နော်ဘာတွေပြောထားလဲမသိရဘူးအော်ကျမကဝင်နေလို့မလားလာပြောပါရဲ့မလုပ်ဘူးပြန်ရိုက်နေတယ်နော်မလုပ်ဘူးလို့ပဲရေးလိုက်တယ်ပေါ့နော်โอเคဒီမှာအရင်ကပြန်ဆောက်လို့မရတော့ဘူးပေါ့နော်အရင်ကတော့သွားပါဒီနေရာလေးမှာဆောက်ရအောင်မရတော့ဘူးပေါ့နော်โอเคအဲ့ဒါဆိုရင်မှာပေါ့နော်
အပြင်ခဏပြန်ထော့ပြပြန်ဝင်လာရင်တော့ရပါရဲ့ဒီဗီဒီယိုလေးကိုကြိုက်တဲ့ဆိုရင်လည်း subscribe လေးလုပ်လို့ရတယ်အခုဒီမှာလည်းပြလိုက်ရုံနဲ့တော့ဖြစ်တယ်ဆိုတော့ကင်းရပါတော့အင်းရသူများပါလားပြန်ဝင်ပြီးလည်းဗီဒီယိုလေးကလည်းကောင်းအောင်လို့ပါနော်ဒီ overall တော်တော်လေးဆော့ကောင်းပါတယ်လို့ဒီကင်းလေးဆိုရင်တော်တော်လေးဆော့ကောင်းပါတယ်ဟိုရိုးဝင်လေပေါ့ဟဲပါအပိုင်းနှစ်ကလေးကြည့်ပေးပါနော်ဇလိုင်းတအားရှိသွားမှဆိုလို့ပါဘိုင်ဘိုင်